မင်္ဂလာပါခင်ဗျာ HP ပန်ညမာနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Digital App ကိုအဆင့်မြင့်တက်နှန်းကျင်တဲ့ Digital Artist တို့အတွက် HP ပန်ရဲ့ Legend Model Series တွေဖြစ်တဲ့ Artist Pro Series တွေကအဆင့်မြင့်နေထားတဲ့ Version 2 Series တွေဖြစ်တဲ့ Artist 30.3 Pro V2 နဲ့ Artist 50.6 Pro V2 အကြောင်းလေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ Artist Pro Version 2 Series ကိုဘာကြောင့်ကျွန်တော်တို့ရွေးချယ်သင့်တာလဲဆိုတော့ပြောပြပေးချင်ပါတယ်Fully Laminated IPS display ဖြစ်တဲ့အတွက်ကြောင့် screen နဲ့ stand နဲ့ကြားမှာဟာကွက်မရှိဘဲနဲ့ direct ထိတွေ့ရေးဆွဲနိုင်တဲ့အတွက်ကြောင့် real paper like feel ကိုခံစားရရှိမှာဖြစ်ပါတယ်။ 99% sRGB နဲ့ 96% display P3 တို့ကြောင့်ကိုဆွဲလိုက်တဲ့အကြောင်းတွေက screen ပေါ်မှာဒါမှမကတကယ်ပြင်ပ real မှာရေးဆွဲနေတဲ့အတိုင်းကိုထွက်ပေါ်လာမှာဖြစ်ပါတယ်။နောက်တစ်ထူးခြားတာကတော့ style ဘန်ပဲဖြစ်ပါတယ်။ style ဘန်ကတော့battery free ဖြစ်တဲ့အပြင် H3 Pro Smart Chip Style နဲ့အသစ်ကိုအသုံးပြုထားတဲ့အတွက်ကြောင့်ကမ္ဘာပထမဆုံး pen pressure level 16K ထိကိုထောက်ပံ့ပေးထားတဲ့ဖြစ်တဲ့အတွက်ကြောင့်မြင်းကြောင်းအထူပါအနေနဲ့ရေးဆွဲတဲ့အခါကြားလို့ရှိရင်စိတ်တိုင်းကျပို့ရေးဆွဲနိုင်မှာဖြစ်ပါတယ်။ Shortcut key အနေနဲ့၈ခုပါဝင်ပြီး Dial Wheel ကတော့လူချင်းမင်းတို့ရဲ့ workflow ကိုပုံမှန်မြန်ဆန်ချုံးမွေ့စေမှာဖြစ်ပါတယ်။အခုပြပြပြီးသွားတဲ့ Artist 30.3 Pro V2 နဲ့ Artist 50.6 Pro V2 လေးရာဆိုရင် display inch 4သာကွာခြားသွားကြပြီးတော့ပါဝင်တဲ့ feature တွေ spec တွေအကုန်တူတူဖြစ်နေတဲ့အတွက်ကြောင့် model နှစ်ခုမှာဘယ်ဟာကိုရွေးချယ်ရမလဲဝေခွဲများဖြစ်နေတယ်ဆိုရင်တော့အခုပြပြပေးရမယ့်အချက်လေးတွေကိုနားထောင်ကြည့်ပေးပါဦးနော် Artist 30.3 Pro V2 လေးကိုပြပြပေးချင်ပါတယ်ဒီ model လေးက compact ဖြစ်ပြီးသယ်ဆောင်လွယ်ကူတာကိုဦးစားပေးသူတွေအတွက်အထူးထုတ်လုပ်တာဖြစ်ပါတယ် display inch အနေနဲ့တော့ 30.3 inches ပါဝင်ပြီးတော့ A4 size တရနီးပါလောက်ဖြစ်ပါတယ်အားသာချက်အနေနဲ့ကတော့ပေါ့ပါတယ်နေရာမစားဘူးcoffee ဆိုင်ထဲကိုပဲသွားပြီးတော့ပုံဆွဲမလားခီးသွားရင်းနဲ့ပဲပုံဆွဲမလားအရင်ကအဆင်ပြေစေပါတယ်ဒါဆိုရင်ဘယ်လိုဝယ်သင့်တယ်လဲဆိုရင်တော့အလို့စပွဲချင်းတဲ့သူတွေ laptop နဲ့တွဲသုံးပြီးနေရာအနှံ့တဲ့သွားခြင်းနဲ့ digital artist တွေအခုမှစတင်လေ့လာမယ့် beginner တွေနဲ့ကျောင်းသူကျောင်းသားတွေပုံဆွဲတာကိုဝဒနာပါတဲ့ပေါ့ပပရေးဆွဲရှင်တဲ့သူတွေအတွက်အထူးကိုသိနေရပါတယ် Artist 50.6 Pro Video ကျောင်းလေးကိုဆက်လက်ပြီးပြပြပေးချင်ပါတယ်ပုံမချေပြင်းတဲ့မျက်နှာပြင်နဲ့ professional sensor အလုပ်လုပ်ချင်တဲ့သူတွေအတွက်အထူးထုတ်လုပ်တာဖြစ်ပါတယ် display inch အနေနဲ့တော့ 50.6 inch ပါဝင်ပြီးကျယ်ဝန်းတဲ့ wide area နဲ့လာတာဖြစ်ပါတယ်။အားသာချက်အနေနဲ့တော့ screen ပုံမကျယ်ဝန်းတဲ့အတွက် software ရဲ့ tools တွေကိုနေရာချတာပုံမလွတ်လပ်လာတယ်။လက်လှုပ်ရှားမှု stroke တွေကအစားပို့ပြီးအားရပါရရေးဆွဲနိုင်အောင်မှာဖြစ်ပါတယ်။ဒါဆိုရင်ဘယ်သူတွေဝယ်သင့်တယ်လဲဆိုတာကိုဆက်လက်ပြီးပြပြပေးသွားမှာဖြစ်ပါတယ်။ full time digital artist တွေရဲ့ illustrator တွေဒီအသိစိတ်ကိုတိကျအာရုံစူးစိုက်ပြီးရေးဆွဲခြင်းတဲ့သူတွေ animation concept art နဲ့ comic ဖန်တီးခြင်းတဲ့သူတွေ desktop PC ကိုအထိုင်ထားသုံးမဲ့သူတွေဒါမှမဟုတ်လည်းမျက်နှာပြင်ကြည့်ကြမှာအလုပ်လုပ်ရတာအားရတဲ့သူတွေအတွက်အထူးကိုသိလွယ်တာဖြစ်ပါတယ်။မိတ်ဆွေကအိတ်ထဲထည့်ပြီးတော့တည်သွားခြင်းနဲ့ပေါ့ပေါ့ပါပါရှိခြင်းနဲ့ဆိုရင်တော့ Artist 30.3 Pro Video လေးကအကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်ပါတယ်ငယ်။ပကြီးကားတစ်ချက်ရေးဆွဲသလိုမျိုး Digital App တွေကိုအားရပါရဖန်တီးခြင်းနဲ့ Professional အလုပ်တွေကိုအဓိကထားလုပ်မယ်ဆိုရင်တော့ Artist 50.6 Pro Video လေးကအကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်ပါလိမ့်မယ်လို့ကျွန်တော်ပြသပေးချင်ပါတယ်။အခုပြပပေးသွားတဲ့ model တွေကိုရွေးချယ်ဝယ်ယူခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ HP ဘန်မြန်မာ show မှာလာရောက်ဝယ်ယူနိုင်တယ်ဆိုတဲ့အကြောင်းသတင်းကောင်းလေးပါလိုက်ပါခင်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ